ကဲတယ်လီတို့ရေမြက်တို့ပေါ့နော်ဘာမှမလိမ့်ထားရတာမှမျက်နှာမှာပေါ့နော်တခုခုရှိသွားရင်မျက်နှာလေးလင်းသွားတယ်ပစ္စည်းလေးကဘာလေးဖြစ်မလဲမျက်ဆိုရတော့ဒီနေ့ဘာမှကိုမလိမ့်သေးဘူးပေါ့နော်အဲ့ရထားလာတာနဲ့ပေါ့နော်ကလေးတွေဝိစာလောက်တယ်သူတို့ကြောင်းပို့တယ်ပေါ့နော်ပြီးတဲ့ခါမှာဒီနေ့အိမ်မှာနေတဲ့နေ့လေးဆိုတော့မြက်ကဘာမှတော့မလိမ့်သေးဘူးဒါပေမဲ့ခုနကဗီဒီယိုလေးတစ်ပုတ်ရိုက်တော့အမြန်လို့ပြီးတော့ဒီ fairy listing နံပါတ်3ရောင်လေးကိုမြန်ဆွထားတာပေါ့နော်အဲ့တော့ပြောမယ်ဆိုရင်မြန်တို့ရဲ့ main ကလေးတယောက်ကဘာမှမလိမ့်ထားရတာမှမျက်နှာမှာအခန်းကြီးလေးဆွထားတယ်ဆိုရင်ကြည့်ရတာအဆင်ပြေတယ်နော်ပြီးတော့နောက်တစ်ခုကဘလောက်ပဲအလှပြထားပေါ့နော်မိတ်ကလေးတွေရဲ့လိုအပ်ချက်ကဒီနှခမ်းနဲ့ဒီမျက်လုံးပေါ့နော်ဒီနှစ်ခုတော့မပြည့်စုံဘူးဆိုရင်ဘလောက်ပဲဟန်ပြင်ထားပေါ့နော်လအောင်လှုပ်ထားမလောက်ကွယ်ပြောမယ်ဆိုကိုတိုင်းလည်းတည်တယ်ပေါ့နော်ဒါကြောင့်မို့အလှတွေဘလောက်ပဲပြင်လိုအပ်ချက်ဖြစ်တဲ့ဒီနှခမ်းနေလေးကိုကပစ္စည်းကောင်းလေးတုံးချင်တယ်ကိုရဲ့နှခမ်းတော့မပစ္စည်းတော့လိုချင်တယ်တခါတည်းဆိုးထားရင်တဏီကုတ်ခံတော့လိုချင်တယ်ပြီးတော့ပေါ့နော်အထူးကကြတော့ကိုဆိုးလိုက်တဲ့နှခမ်းနေကဈေးနဲ့ပြီးတော့ပစ္စည်းမကောင်းတာထဲပေါ့နော်ဈေးများပြီးတော့ပစ္စည်းကောင်းကိုတုံးချင်တယ်တလိမ့်ဆန်အစီနဲ့တွေမပါတော့တုံးချင်တယ်ဘယ်သူမဆိုပဲကိုယ့်ရဲ့ခန္ဓာကိုယ်ပေါ်တင်တဲ့ပစ္စည်းကောင်းလေးကိုပဲတင်ချင်ကြတယ်ပေါ့နော်အဲ့လိုလူတွေရှိတယ်ဆိုရင်တော့မြတ်ကတော့ညောပေးချင်တာကတော့ဒီ fairy list လေးကိုပဲတုံးမှနှခမ်းနေတုံးချင်းအတူတူတော့မှပစ္စည်းကောင်းတော့သုံးစီချင်တယ်ပေါ့နော်။ဘာကြောင့်မို့လဲဆိုတော့ကိုတက်ဖိုးထားတဲ့မျက်နှာလေးပေါ်ကနှခမ်းလေးတစ်စုံပေါ့နော်။အဲ့ဒါလေးကိုဈေးပေါ်တန်တွေသုံးမယ်ဆိုရင်တော့ချိန်ကြာလာတာနဲ့အများနှခမ်းသားလေးတွေပစ္စည်းလာမယ်။ပြီးတော့နှခမ်းတွေဘဲလာမယ်နောက်တစ်ခါနှခမ်းသား6တာတွေဖြစ်လာမယ်ကွဲ8တာတွေဖြစ်လာမယ်ဒါလေးတွေကိုမဖြစ်ချင်ဘူးဆိုရင်တော့ကိုရဲ့နှခမ်းလေးကိုနှခမ်းဒီကောင်းလေးဈေးကောင်းပေးပြီးတော့ဝယ်သုံးပါပစ္စည်းကောင်းလေးကိုသုံးပါအခြားနှခမ်းတွေတော့မသိဘူးမြတ်လို့ရဲ့ fairy list ကကြတော့တလိပ်ဆက်စီလုံးဝမပါပါဘူးဒါအပြင်ကမှသူကဘာပဲတိုက်ဖြစ်တဲ့အတွက်ကြောင့်မို့နှခမ်းသားပေါ်တင်ထားရင်တင်ထားမှန်းလာအောင်မတိရလာအောင်မပေါ်ပါတယ်ပြီးတော့ဆိုးလိုက်ပြီးတဲ့ချိန်တိုင်းမှာဆိုးလေးဖြစ်နေတာလို့ခြောက်သွားတာလို့လုံးဝမဖြစ်ဘူးဂဒီပါတွိုက်လေးပေါ့နော်ခန်းသားပေါ်မှာပေါ့နော်လုံးဝနူးညံ့အစ်ဆက်ပြီးတော့တင်ထားရင်တင်ထားမှလားအောင်မတိရလောက်အောင်မပေါ်ပါတယ်ဒါကြောင့်မို့တဲလေးတို့အမြတ်ပြောချင်တာကိုကတခုခုသုံးတော့မယ်ဆိုရင်ဈေးနဲ့တောင်မကြည့်ပါနဲ့ဈေးများတာဈေးနဲ့တောင်မကြည့်နဲ့ကိုနဲ့အစင်ပြေဆုံးဖြစ်မဲ့ပစ္စည်းကိုရွေးချယ်ပါဈေးနဲ့လည်းတုံးလို့ရတယ်ဈေးကြီးနဲ့လည်းတုံးလို့ရတယ်ကိုကြိုက်တဲ့ဟောရွေးချယ်လို့ရတယ်ဒါပေမဲ့ကိုတုံးလိုက်တဲ့ပစ္စည်းကကိုရဲ့ခန္ဓာကိုယ်ပေါ်တရားမှုရှိတာဖြစ်တဲ့အတွက်ကြောင့်မို့ကိုကောင်းတော့သုံးမလားဈေးပေါ်တဲ့အောင်သုံးမလားဆိုတာလေးကိုစိတ်ဖြတ်လို့ရပါတယ်အဲ့တော့လူစင်းနေဆိုရင်မျက်စိမှာယူအပ်ပေးလို့ရပါတယ်ဒီမျိုးနဲ့ဆိုအယောင်ငွေချေပို့ပေးတာဖြစ်တဲ့အတွက်ကြောင့်မို့စိတ်ချလက်ချမှာယူလို့ရပါတယ်